Back error 3ချပြီးတော့ NBA ကြီးကိုရတာဖြစ်ပါတယ် NBA ကစားသမားကျွမ်းကျင်ကစားသမား Back error ဒီအကောင့်ဝင်ကြည့်လိုက်ရုံနဲ့ကိုယ့်အကောင့်မှာပေါ်လာမှာနော်စကွက်ဝင်ထားရင်တော့မရဘူးဒီမှာ